တင်ဆက်ပေးမဲ့ဇလန်းအစ်စ်ကနာမည်ကတော့နှောင်းငယ်မိုးနားဆင်ပေးကြပါဦးကျွန်တော်ဗကိုင်းညနေခင်းသည်အမြဲတမ်းထူးခြားဆန်းကျယ်တတ်သည်အထူးသဖြင့်နေဝင်ရိုးအချိန်များတွင်အုတ်ခဲနီအောင်ဖျားပထိုးများကြားမှတိုးထွက်လာသောလေဘူးလေညှင်းများသည်ရှေးဟောင်းရာဇဝင်များ၏တိုးတိုးတိတ်တိတ်ပြောတံများကိုတဲဆောင်လာတဲ့ကဲ့သို့ပင်ဖန်တရားတင်နေသောမြင်းနီလန်းလေးအတိုင်းဆိုင်ငယ်စည်းကိုခက်မှန်မှန်မောင်းနေလာသူမောင်မွန်စောသည်သူ၏စိတ်စဉ်ကိုထိုလင်းရင်းထဲတွင်တွင့်ထားမိပါလေမွန်စောသည်ရန်ကုန်တွင်မွန်းကျက်လွန်သောမြို့ပြဘဝအချိန်နှင့်အမျှလူရည်နေရသောအလုတ်ခွင်များနှင့်လူမှုရေးရှုပ်ထွေးမှုများမှခိတ္တပြေးထွက်လာခြင်းဖြစ်သည်သို့သောသူတွင်ရင်တွင်မူခံစားမှုတစ်ခုတောင်းတနေပါသည်သို့မဟုတ်တစုံတရာပျောက်ဆုံးနေသည့်ခံစားချက်ကပျောက်ကွယ်၍မသွားပါသူသည်ဆိုင်ကယ်ကိုဓမယန်ကြီးဖျား၏မာယန်တိုင်းနှင့်ရှိညောင်မင်းကြီးဓမင်အောက်တွင်ရပ်လိုက်ပါသည်ဖျား၏ကြီးမားထဲဝါလွန်းတော်လဲအနှဲငယ်အေးဆက်လာသောပုံသဏ္ဍာန်ကသူ့ကိုလွှမ်းမိုးထားတဲ့ကဲ့သို့ခံစားရပါတယ်သူသည်ကြောပေါ်၏ထဲမှရေဘူးကိုထုတ်ကာတငုံလောက်တောက်လိုက်စဉ်ရင်ငွေးနှဲသို့အရေးတစ်ခုတိုးဝင်လာခဲ့ပါတယ်ဖျားရည်ပြည်အနည်းရှိပျက်စီးနေသောအုပ်ကုံလေးတစ်ခုပေါ်တွင်မိန်းကလေးတူရက်နေတယ်သူသည်ပကံ၏ရွှေရောင်လွှမ်းသောစီးစာကိုကြည့်နေခြင်းမဟုတ်ဘဲအဝေးတနေရာဖြစ်နိုင်လျင်ရာစုနှစ်ပေါင်းများစွာနောက်ွယ်ကအရေးတစ်ခုစီသို့စူးစိုက်ကြည့်နေခြင်းဖြစ်ပါတယ်သူမသည်ပကုံးပေါ်သို့ဝဲချနေသောဆန်းတွင်ရှင်များကပကံ၏လေအဝှေ့တွင်တိမ်မွေ့စွာကခုန်နေကြပါသည်ထူးခြားသည်မှာသူမဝတ်ဆင်ထားသောအဝတ်စားပါပဲရိုးရှင်လွန်သည့်ပကံခစ်လက်အားယွန်းထိုးလုံကြီးလေးနှင့်အဖြူရောင်ရင်စစ်အင်ကြီးလေးကသူမနှင့်လိုက်ဖက်လွန်တဲ့ကဲ့သို့ဖြင့်ယနေ့ခေတ်လူသားတဦးနှင့်ပင်မတူတော့ပါဘူးမွန်စောသည်ထိုမင်းကလေး၏ဆွဲဆောင်မှုတွင်အမတ်မထင်နေမြွန်သွားပါတဲ့သူသည်ခြေလက်အသာရာဖြင့်သူမအနီးသို့တိုးသွားမိတယ်ဒီဘက်ကရှုတော့ကကြည့်ရင်ဖះရဲ့အလားကပိုပြီးခံရတယ်ဗျအလင်းနဲ့အမောင်ကအချိုးကျကျရှိနေတယ်နော်မွန်စောကစကားကြောင့်ထိုမင်းကလေးတုံးလှုံသွားခြင်းမရှိဘဲဖြင်းချင်းစွာလှည့်ကြည့်လိုက်ပါတယ်သူမ၏မျက်နှာကိုအနီးကပ်မြင်လိုက်ရချိန်တွင်မွန်စော၏နှလုံးခုန်တန်ကခက်တရက်တန်သွားသလိုခံစားလိုက်ရပါတယ်သူမသည်လှပလွန်သည့်ထက်ပို၍နှဆိုင်သည်သူမ၏မျက်ဝန်းအစုံကရာစုနှစ်ပေါင်းများစွာအလွမ်းများကိုတိုးဝဲထားတဲ့ကဲ့သို့မှိုင်းညိုနေပြီးလူတယောက်၏စိတ်ဝိညာဉ်ကိုထိုးဖောက်မြင်နိုင်စွာရှိပုံရပါတယ်ဟုတ်ကဲ့တခါတလေအလားတရားဆိုတာကြီးတဲ့သူရဲ့စိတ်ချင်းတွေပေါ်မှာလည်းမူတည်တတ်ပါတယ်သူမရဲ့တန်ဒီအေးမြတော့လဲတစ်ဖက်သားကိုဆွဲဆောင်နိုင်သောစမ်းကြယ်သည့်ဓာတ်တစ်ခုပါဝင်နေပါတယ်ထိုနေ့မှစားပြီးသူတို့နှစ်ဦး၏ဆုံစည်းမှုသည်ရေစက်ကဲ့သို့ဖြစ်တည်ခဲ့ပါတယ်သူမအမိကမိုးကြီးတဲ့သူတို့နှုတ်စလုံးဒီအကြောင်းပြချက်မရှိဘဲပကံကြီးအေးဆက်သောအလားတရားတွင်နေမျောနေသူများဖြစ်ကြပါတယ်။နောက်ရက်များတွင်သူတို့အတူဘုရားပူကြတဲ့အာနန္ဒာတပ်ပုညွတ်စသည့်ဘုရားကြီးများ၏ဘိတုကလက်ရာများအကြောင်းနိုင်ရန်စေးပကြီးများ၏လျှို့ဝှက်ဆန်းကျင်မှုများအကြောင်းကိုဆွေးနွေးကြပါတယ်။ထူးခြားသည်မှာမိုးကြီးသည်ရှေးဟောင်းရာဇဝင်များကိုသူမကိုယ်တိုင်မြင်တွေ့ရတဲ့ကဲ့သို့အသေးစိတ်ပြောပြနိုင်ခြင်းပါပဲ။သို့သောသူမ၏ကိုယ်ကိုယ်ရာအကြောင်းကိုမွန်စောမေးတိုင်းသူမကနွမ်းလျစွာပြုံးယုံသာပြုံးနှက်ပြီးစကားလမ်းကြောင်းလွှဲတတ်လေရှိပါတယ်။မိုးဒီနေ့တော့ကိုတို့မြို့ဟောင်းဘက်ကဟိုတယ်မှာပဲနားကြစို့မိုးလည်းပင်မနေမှုရတယ်မျက်နှာလည်းနည်းနည်းဖြူရော့နေတယ်လို့ပဲနော်။မွန်စောကစိုးရင်ကြီးပြောလိုက်တော့လဲမိုးကြီးကညင်သားစွာခေါင်းကျင်လိုက်ပါတယ်။သူတို့တဲခွန်ရန်ရွေးချယ်လိုက်သည့်နေရာမှာအေယာဝတီရိတ်လို့အမည်ရှိတဲ့ဟိုတယ်ဟောင်းကြီးတစ်ခုပဲဖြစ်ပါတယ်။ထိုဟိုတယ်ကြီးသည်ခေတ်သစ်အဆောက်အုံမဟုတ်ဘဲရှေးဟောင်းအိမ်တော်ကြီးတစ်ခုကိုပြန်လည်ပြုပြင်ထားခြင်းဖြစ်ပါတယ်။ဟိုတယ်၏ခြံဝင်းတွင်နှစ်ပေါင်းရာချီတန်းတန်းရှိသောတစ်ပင်ကြီးများကအုပ်ဆိုင်လိုနေပြီးနေရောင်မြေပြင်သို့ကောင်းကောင်းမကျနိုင်ပါဘူး။ညသာစားပြီးနောက်ဟိုတယ်၏တစ်သားရန်နာတွင်သူတို့နှစ်ဦးထိုင်နေကြပါတယ်။ညာဦးပိုင်း၏အမောင်တို့ကပကံမြေကိုတဖြည်းဖြည်းလွှမ်းမိုးလာတယ်။လေထဲတွင်အမေမတည်သောတောမန်းရည်နဲ့တစ်ခုနှင့်တူပုတ်စော်နန်းအနှံ့တစ်ခုရောထွေးပါဝင်နေသလိုမွန်စောခံစားနေပါတယ်။မိုးရီတွေကမူဟိုတယ်နောက်ဘက်ရှိခြုံရွယ်ပိတ်ပေါင်းရှိနေသောလူသူအယောက်ပေါက်နဲပုံရသောသိုးလောင်ယုံဟောင်းကြီးတို့မျက်တောင်မခတ်ပဲစိုက်ကြည့်နေခဲ့တယ်။မွန်စောအဲ့ဒီအောက်မှာတခုခုရှိနေတယ်လို့မိုးခံစားရတယ်။အဲ့ဒီနေရာကမိုးကိုခေါ်နေတယ်လို့ပဲကို။သူမ၏လက်ညှိုးလေးကအမောင်တို့ထဲရှိသိုးလောင်ယုံကြီးစီတို့တုံရီစွာညှို့ပြနေပါတယ်။သူမ၏လက်ဖျားကလေးများသည်အေးဆက်နေသည်ကိုမွန်စောဆုပ်ကင်မိလိုက်ချိန်တွင်သတိထားမိလိုက်တယ်။ထိုအေးတက်ကတန်မန်ရာသီဥတုကြောင့်ဖြစ်သောအေးမျိုးမဟုတ်ပဲရေထဲကုန်းကဲ့သို့စိတ်ဝင်နေသောအေးမျိုးဖြစ်သည်။အဲ့ဒါတူလော်ညုံအဟောင်းပါမိုးရဲ့ဟိုတယ်ပိုင်ရှင်ပြောတာတော့ဒီနေရာကအရင်ကနန်းတွင်းကလူယုံတွေနေခဲ့တဲ့နေရာဟောင်းတဲ့မြေအောင်ခန်းတွေဘာတွေရှိနိုင်နေပေါ့
မိုးစိတ်တဲ့တစ်မျိုးဖြစ်နေရင်ကိုတို့အခန်းထဲပြန်ဝင်ကြမယ်လေမွန်စောကသူ့မကိုစေးရန်ပြောလိုက်တော့လဲသူကိုယ်တိုင်တွင်ရင်နှင်းနေမှုတစ်စုံတစ်ယောက်ကအမှောင်ထဲမှာနေပြီးစောင့်ကြည့်နေတဲ့ကဲ့သို့ခံစားချက်ကြီးကကြီးစိုးလို့နေပါတယ်ထူးခြားသည်မှာမိုးရည်မြင်ဝန်းများဖြစ်သည်သူမသည်ကြောက်ရွံ့နေခြင်းမဟုတ်ဘဲတစ်စုံတစ်ခုကိုစောင့်မျှော်နေတဲ့ကဲ့သို့သို့မဟုတ်သူမပိုင်ဆိုင်သည့်အရာတစ်ခုကိုပြန်လည်တွေးရှိတော်မူကဲ့သို့ထူးဆန်းစွာတောက်ပနေပါတယ်ကိုတို့သွားကြမလားအခုပဲလေမွန်စောရမေကိုမိုးရည်ကစကားဖြင့်မဖြေဘဲထိုင်ရာမှထကထိုးအမောင်လူစီသို့ဥတီရှောင်းလန်းသွားပါတော့တယ်သူမ၏လှုပ်ရှားမှုများကတန်မန်လူတယောက်တည်းပို၍ပေါ်ပါလွန်းနေပြီးခြေလမ်းပင်ထွက်မလာသည်ကိုမွန်စောသမီးသတိပြုမိခဲ့ပါတယ်။သူတို့နောက်ွယ်တွင်မူဟိုတယ်၏မှောင်မဲနေသောဗရင်းပေါက်တစ်ခုမှနေ၍အဖိုးတို့ကဝမ်းနည်းစရာကောင်းသောထိတ်လန့်စရာကောင်းသောမျက်လုံးများဖြင့်စိုက်ကြည့်နေကြံရစ်ခဲ့ပါတယ်။နောက်ဆုံးတော့သူတို့ပြန်ဆုံကြပြီပေါ့။အဖိုးကတိုးတိုးလေးရေရွတ်လိုက်တဲ့တွင်လေထဲကပြက်ကွယ်သွားလေတော့သည်။နောက်ငယ်မိုးပိုင်းတစ်ကိုဆက်လက်နားဆင်လို့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ Story Podcast Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့ကြနဲ့နော်ဘေးပြားတွေဝေးကွာကြပါစေခင်ဗျာ